Hello guys, come spend the day with us at Universal Studios Singapore. I've been putting off editing this vlog for so long, so actually I went there last year. ဒီတစ်ခါမှာတော့မနက်စော်ထားလာဆိုတော့ breakfast လည်းမစားလာနဲ့ Universal တဲ့ကပဲဆိုင်မှာဝင်စားလိုက်တယ်ပေါ့နော် honest review ပေးရမယ်ဆိုလို့ရှိရင်တော့ဈေးနဲ့ကြီးပြီးတော့အရသာတိတ်မရှိဘူးအပြင်ကဆိုင်တွေကပိုကောင်းပါတယ်နန်းတော့ပုံမှန် regular ticket ပဲဝယ်လိုက်တာပါစောလာလို့ရှိရင်တော့တန်းမစီရပါတော့နောက်ကျမှလာလို့ရှိရင်တော့အကြာကြီးတန်းစီရပါတယ်ဒါပေမဲ့တန်းမစီခြင်းဆိုလို့ရှိရင်တော့ VIP ticket ဝယ်လို့ရပါတယ်တော့အဆုံးလဲလိုက်တယ်ပေါ့နော်ဒါပေမဲ့ဘယ်နှစ်တော့မစီခဲ့ရအဲ့အမဲရောင်ကြီးပါဒါပေမဲ့ဒီတစ်ခေါက်တော့အဲ့အမဲရောင်ကြီးအရင်ဆုံးစီပါမယ်ဒီတစ်ခေါက်သွားခဲ့တာတော့တိတ်တော့မတန်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပိတ်တာတွေတော်တော်များပါတယ်မနေ့တော့ကြံခဲ့ဒီအမဲရောင်ကြီးတစ်ခုတည်းပေါ့နော်ဒီတစ်ခေါက်တော့ဒါကိုအရင်ဆုံးစီလိုက်ပါတယ်လုံးဝ10 out of 10ပါနောက်တစ်ခုကတော့ကိုအကြိုက်ဆုံး transformer ride သွားစီပါတယ် transformer ရုပ်ရှင်ကို 3D နဲ့ဟိုမှာ roller coaster ပေါ့နော်ဒါကလုံးဝ100 out of 10လောက်ပေးလို့ရတယ်အရင်မိုက်လုံးနေတော့သွားတဲ့အချိန်မှာမိုးကဝုန်းကလေးရွာချလိုက်တော့ကိုရီးယားမိုးဆိုခံပြီးဒီတဲ့ကိုအမြန်ဝင်လိုက်တာဆိုတော့လူတော့တိတ်မတန်းစီလာရအောင်ပေါ့နော်ဒါပေမဲ့နည်းနည်းနောက်ကျသွားလို့ရှိရင်တော့တခါစောင့်ရင်တနာကြီးပဲဟိုဒီနေ့ကသွားတော့မရှိရတဲ့မှာဒီ minion land ပါတယ်ဒီ minion land လေးကစောက်ထားတာမကြသေးဘူးပေါ့နော်ဒါအစ်စ်လေးပေါ့နော်တော်တော်လေးကိုလှပါတယ်နန်း photogenic မဖြစ်တာရောဓာတ်ပုံရိုက်တာတိတ်ဝါသနာမပါဒါရောကြောင့်ဓာတ်ပုံတွေတော့အများကြီးမရိုက်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ဓာတ်ပုံရိုက်တာအရန်ဝါသနာပါလို့ဆိုတော့တော်တော်လေးကိုလှတယ် photo spot တွေအကုန်လုံးကလည်းဘယ်လိုပြောမလဲအရန်ချစ်စရာကောင်းတယ်ဒီတဲ့အစားစရာဆိုင်လေးတွေကလည်းတော်တော်လေးကိုချစ်စရာကောင်းတယ်ပေါ့နော်သူ့ရဲ့တင်နဲ့သူ့စားစရာလေးကွက်တီလောက်ထားတော့ဈေးလေးတွေကတော့နည်းနည်းတော့များတယ်ဆိုပေမဲ့အရသာတွေလည်းကောင်းပါတယ်ဒီတစ်ခါမှအဲ့အစိမ်းရောင်ကြီး post and post ကပိတ်ထားရပေါ့နော်ဒါလေးကရေခဲမှုတ်ဆိုင်လေးပါဒီရေခဲမှုကလုံးဝပေးရတဲ့ဈေးနဲ့အရန်တန်ပါတယ်မတန်ဘူးဆိုရင်လည်းစားမှာပါဘာဖြစ်လို့လဲဆိုတော့အရန်ရတာရှိလုံးလို့ပါအဲ့ဒီမှာ strawberry cheese ရဲ့ chocolate ရဲ့ပြီးတော့caramel salted caramel စားခဲ့ပါတယ်တော်ကောင်းတယ်ဒါပါလည်းမသိဘူးဒါ this one is vanilla strawberry 10 out of 10ပါအဲ့မှာအရင်အမြင့်မစီရတဲ့သူတွေတက်တယ်လို့ show ရရှိရပေါ့နော်ဒီ show တွေကလည်းတကယ်ကိုအရင်ကကြည့်လို့ကောင်းပါတယ်ပြဆက်လိုမျိုးပေါ့နော်ဒီမှာတရုတ်ဆောင်နေအကုန်လုံးကလည်းအရင်ကိုတော်လွန်ပါတယ်ဒါပေမဲ့ဒီတစ်ခေါက်တော့ water wall ပိတ်ထားပါတယ်တော်ဝပိတ်ပါတယ်ဩကြည့်လိုက်ရတာပါပိတ်တာလား sorry about it တော်ဝပိတ်တယ်ရက်ကြိုက်တာဒီလိုတော့ဒီ USS မှာရှိရဲ့ဒီ roller coaster တွေအကုန်လုံးထဲမှာအကြိုက်ဆုံး rating ပေးရမယ်ဆိုရင်ဒီမမ်မီကတော့နံပါတ်1ပါနံပါတ်2ကတော့ပထမဆုံးစီးခဲ့တဲ့ roller coaster အကြီးပေါ့နော်ဒီမမ်မီက roller coaster ကြီးလောက်မကြောက်ဆိုပေမဲ့ဒီက feeling ကတကယ်ကိုဘယ်လိုပြောလဲမထင်မှတ်ထားတဲ့ excitement တွေပေးပါတယ်အရန်ပျော်စရာကောင်းပါတယ် USS ကိုဘယ်အချိန်ပဲဖြစ်ဖြစ်ဘယ်နှခေါက်ပဲပြည့်စင်မှုလာတဲ့ရောက်ကိုရအောင်လာမှာပါဒီတစ်ခေါက်တော့ပြန်လိုက်တာဆိုရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဂျာရက်ဖြစ်နေရအောင်နဲ့လူသိမ့်မတူရတာပြီးတော့ပိတ်တာတွေကတော်တော်များနေရောစီးစရာလဲကုန်ပြီဆိုတော့စောကြီးပြန်လိုက်ရပါတယ်ဒါပေမဲ့မပြန်ချင်သေးပါဘူးညကြလို့ရှိရင်လည်း fireworks show ရှိပါသေးတယ်ဒါကတော့ USS အပြင်က food court မှာဖိုက်ရန်စားလို့ဆွဲရပါတော်တော်လေးစားကောင်းပါတယ်ဘယ်လိုခေါ်လဲတော့မသိဘူးပေါ့နော်ဒါပေမဲ့တော်တော်စားကောင်းတယ်
အတွေ့ပါ မကောင်းချင်ရတာနဲ့ခွဲရဖြတ်သွား ။အဲကြောင့်ဒီစံလူစား train နဲ့လည်းပြန်လိုက်ပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်။